အားလုံးပဲမင်္ဂလာပါခင်ဗျာ 10PM Focus Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့ 10PM Focus ရဲ့မမဝင်တယောက်ဖြစ်တယ်ကောင်းကင်ထူလင်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကနေပြီးတော့ကျွန်တော်တို့လူမျိုးဆက်ကြောသက်လူငယ်တွေနဲ့အိမ်မှာရှိတဲ့မိဘတွေအဖိုးတွေအဖွားတွေနဲ့ဘယ်လိုတင်းတင်းမြတ်မြတ်နေကြမလဲပေါ့နော်အဆင်ပြေအောင်ဘယ်လိုနေကြမလဲဆိုတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ဒီຢာတွေကိုပြောဖို့ကတော့ဒီလိုလူကြီးမိဘတွေနဲ့ကျွန်တော်တို့တင်းတင်းမြတ်နေဖို့အဆင်ပြေနေဖို့အတွက်ကနီလန့်နေအများကြီးရှိပါတယ်ဒါပေမဲ့အထဲမှာကျွန်တော်တို့သိတဲ့နီလန့်အချို့ကိုထုတ်နှုတ်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့အလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခေါင်းစဉ်10ခုခွဲလိုက်တယ်ပေါ့နော်အဲ့ခေါင်းစဉ်10ခုကိုကျွန်တော်အချင်းချုပ်ဒီနေ့ဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရိုသေလေးစားမှုဆိုတဲ့ခေါင်းစဉ်ကြောင့်ကျွန်တော်ပြောပြပေးတော့ချင်ပါတယ်လူကြီးတွေဆိုတာသူတို့ဘဝကိုဖျက်ဆီးလာတဲ့တခြားလုံးမှာအတွေ့အကြုံတွေအများကြီးရှိခဲ့ပါလိမ့်မယ်သူတို့ရဲ့အသက်အရွယ်သူတို့ရဲ့အတွေ့အကြုံနဲ့ဂုဏ်သိက္ခာတွေကိုကျွန်တော်တို့တွေကလေးစားတဲ့အနေနဲ့ရိုသေမှုကိုပြပေးရပါမယ်ပြီးတော့လူကြီးတွေကသူတို့အကူအညီလိုချင်တဲ့အခါမျိုးပါပဲဖြစ်စေကျွန်တော်တို့ကိုအကူအညီတောင်းတဲ့အခါမှာကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နဲ့ရိုးသေးလုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်သူတို့ဘော်လေရိုသေလေးစားရလဲရောက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီနီလန်တစ်ခုကလည်းအကျိုးသက်ရောက်စေတဲ့နီလန်တစ်ခုလို့တော့ကျွန်တော်တို့ထင်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကူညီပါဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ပြောပြချင်ပါတယ်ကူညီဖို့အတွက်ဆိုတာကလူကြီးမိဘတွေကကျွန်တော်တို့ကိုသူတို့အသက်အရွယ်နဲ့ဒီလိုတစ်ခုကိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့လူငယ်တွေကိုခိုင်းမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကနေလေကောင်းမွန်တဲ့ response တစ်ခုသူတို့ကိုပြန်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ဘက်ကနေလေကောင်းကောင်းမွန်မွန်လုပ်ပေးမယ်ကျွန်တော်တို့တနိုင်တာလေးကိုလည်းလိုက်လုပ်ပေးမယ်ဗျာပြီးတော့သူတို့တွေခိုင်းတဲ့အလုပ်တွေဖြစ်တဲ့ဥပမာပေါ့နော်ဈေးတော့ဝယ်တာတို့အဝတ်လျှော်ပေးတာဘာညာပေါ့ဗျာအဲ့လိုမျိုးပန်းမရေလောင်းတာဘာညာအဲ့လိုမျိုးဟာလေးတွေကိုကျွန်တော်တို့ဒါတော့ကျွန်တော်ဥပမာအနေနဲ့ပြောပြတာပေါ့နော် channel တောင်ဝေတရားတွေလည်းလုပ်ပေးလို့ရပါတယ်အဲ့လိုမျိုးအရာလေးတွေလုပ်ပေးခြင်းဖြင့်လေကျွန်တော်တို့တွေဒါအဆင်ပြေရှိနေနိုင်တယ်ပေါ့နော်မိသားစုအတွင်းမှာနောက်တစ်ခုကတော့သူတို့ရဲ့ alike ပေါ့နော်သူတို့ပြောတဲ့စကားပေါ့အဲ့လိုဟာမျိုးကိုနားထောင်ပေးစီချင်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလူကြီးတွေကသူတို့ဖြတ်တန်းလာတဲ့ဘဝတစ်လျှောက်လုံးမှာတွေ့ကြုံနေများစွာရှိခဲ့ဘူးမယ်အဲ့တော့အဲ့လိုဟာမျိုးတွေကိုတခါလေရလို့ရှိရင်ကျွန်တော်တို့လူငယ်တွေကိုပုံမြင်အဖြစ်၎င်းဒါမှမဟုတ်လို့ရှိရင်လေတစုံတစ်ခုတော့အကြောင်းအရာတွေနဲ့တိုက်ဆိုင်သွားတဲ့အခါတွေမှာကျွန်တော်တို့ကိုပြောပြတာလေးပြန်လဲပြောပြမျှဝေပေးတာလေးရှိတတ်တယ်ပေါ့နော်အဲ့လိုအခါမျိုးလေးတွေမှာဆိုလို့ရှိရင်သူတို့ပြောပြတဲ့စကားလေးတွေကိုကျွန်တော်တို့တွေကနေပြီးတော့easy လေးအလိုက်တင်လေးနားထောင်ပေးသွားမယ်သူတို့နဲ့အလိုက်တင်လေးပြန်ပြီးတော့ပြောမယ်ဆိုမယ်သူတို့ပြောပြတဲ့မျှဝေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကမသိရင်မေးမယ်ဘာကြောင့်ဒီလိုတွေဖြစ်ခဲ့ရတာလဲအဲ့လိုမျိုးစတဲ့မိကွန်းလေးတွေပြန်ပြီးတော့သူတို့နဲ့အလိုက်တင်လေးရှီသွားမယ်ဆိုလို့ရှိရင်တော့တင်းတင်းမြတ်မြတ်ရှီသွားနိုင်တယ်ပေါ့နော်လူကြီးတွေနဲ့ကျွန်တော်တို့လိုစေကျော်သက်တွေကြားမှာလည်းအဆင်ပြေပြေဖြိုသွားနိုင်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့လူကြီးတွေကစိတ်မတည်မငြိမ်ဖြစ်တတ်တာပေါ့နော်ဒါကတော့အသက်အရွယ်နဲ့ဆိုင်သွားပါတယ်အဲ့လိုမျိုးအသက်ကြီးသွားတဲ့လူတွေ60ကျော်80အဲ့လောက်ဝန်းကျင်နေမှာဆိုလို့ရှိရင်ပို့ပြီးတော့အဖြစ်များတယ်ပေါ့နော်ကျွန်တော်တို့မိသားစုတွေမှာလည်းတကယ်လက်တွေ့မှာလည်းအဲ့လိုမျိုးတွေဖြစ်ပူတာလည်းအများကြီးရှိပါတယ်လူကြီးတွေကအသက်ကြီးလာတာနဲ့အမျှစိတ်မတည်မငြိမ်နေဖြစ်လာမယ်ချိုးကြတော့လေတငယ်ပြန်သွားတာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုနေရအဲ့လိုအချိန်တွေမျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနားလည်ပြီးတတ်ဖို့လိုပါတယ်သူတို့စိတ်မတည်ငြိမ်ဖြစ်တဲ့စိတ်မတည်သူတို့စိတ်မတည်မငြိမ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုသူတို့မျက်စိထဲမှာကျွန်တော်တို့ညီပုံထိုင်ပုံတွေကပုံမကျလို့ရှိရင်တော့ကျွန်တော်တို့ကိုစူတာရှိမယ်ငေါက်တာတွေရှိမယ်ဒါပေမဲ့လည်းအဲ့အရာတွေကိုကျွန်တော်တို့ကနေပြီးတော့နားလည်ပြီးတော့တိခံပေးလိုက်မယ်ပေါ့နော်ဘယ်လောက်မှကြာတဲ့အချိန်တခုလည်းမဟုတ်ပါဘူးကျွန်တော်တို့စူမယ်ဆိုလို့ရှိရင်လည်းအလုံးလုံးကြာ7မိနစ်15မိနစ်အလုံးလုံးကြာမှာနိုင်ပွဲပေါ့ဗျာအဲ့လောက်အချိန်လေးအကန့်အသတ်လေးအတွင်းမှာကျွန်တော်တို့ကနေပြီးတော့တိခံစိတ်လေးမွေးပြီးတော့ကောင်းကောင်းမွန်မွန်လေးရှင်းပေးလိုက်မယ်ဆိုလို့ရှိရင်ဒါစေကျော်သက်တွေနဲ့လူကြီးသူမတွေကြားမှာအဆင်ပြေနိုင်စေမယ့်နည်းလမ်းတစ်ခုလို့တော့ကျွန်တော်ထင်မိပါတယ်ခင်ဗျာနောက်တစ်ခုကတော့အတူတူချိန်ဖြုံးတာပေါ့နော်လူကြီးတွေကအသက်ကြီးလာတာနဲ့အမျှဘီနာမှာဝင်းရံပေးမဲ့တငယ်ချင်းတွေပေါင်းသင်းမိတ်ဆွေတွေမရှိတော့တဲ့အခါမှာသူတို့ကစိတ်အားငယ်တက်ကြတယ်ပေါ့နော်ချို့တွေဆိုစိတ်ချယောဂါတွေဖြစ်ကြတယ်ပေါ့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့လိုလူငယ်တွေပေါ့နော်ဥပမာကိုအဖိုးတွေအဖွားတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုအတော်တွေကိုဦးလေးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကနေပြီးတော့သူတို့နဲ့အတူတူအချိန်တူတူဖြုံးပေးမယ်ဥပမာပေါ့နော်လမ်းလျှောက်တာလေးတွေဒါမှမဟုတ်လည်းရုပ်ရှင်တူတူကြည့်တာဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့တွေမှာခီးဖြစ်ဖြစ်အဲ့လိုမျိုးတူတူသွားကြတာလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေနဲ့သူတို့ရဲ့စိတ်ကိုကျွန်တော်တို့ကပြန်ပြီးတော့အဆင်ပြေလောင်လုပ်ပေးနိုင်လိမ့်မယ်ပေါ့နော်အဲ့လိုလုပ်ပေးခြင်းအားဖြင့်လည်းဒီလူကြီးတွေနဲ့စေကျော်သက်တွေကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတင်းတင်းမြတ်မြတ်ရှိလာမယ်လို့တော့ထင်ပါတယ်โอเคနောက်တစ်ပိုင်းကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်ပေါ့နော်ကျွန်တော်ကတော့10PM channel ရဲ့မမဝင်တရားဖြစ်တဲ့ဟောင်းပြင်းပဲဖြစ်ပါတယ်ကျွန်တော်ကနေပြီးတော့ဒုတိယပိုင်းလေးကိုဆက်လက်ပြီးတော့တင်ပြအောင်ပါဖြစ်ပါတယ်နောက်တစ်ချက်လေးနဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့လူကြီးနဲ့အရင်ကောင်အရင်မလုပ်ပါနဲ့ဘယ်လိုမျိုးလဲဆိုတော့လူကြီးကြီးကသူတို့ရဲ့ဒီထင်မြင်စားချက်တွေကကျွန်တော်တို့ထက်များပြီးတော့နှစ်တွေများစွာပိုပြီးရှိလာတဲ့အတွက်ကြောင့်မလို့သူတို့ကလုံးဝဒီကျွန်တော်တို့လူငယ်တွေထပ်ပိုပြီးတော့မှန်တယ်လို့ဒီစိတ်ထဲမှာယူဆတာရှိတယ်အဲ့လိုမျိုးခ
ခံယူချက်တွေလည်းလူကြီးမှရှိမှာပေါ့နော်အဲ့လိုမျိုးရှိတာကိုကျွန်တော်တို့ကကိုယ့်ရဲ့ထင်မြင်စားချက်တွေနဲ့အဲ့လိုမျိုးအရင်ရင်းခုန်တာမျိုးမလုပ်သင့်ဘူးပေါ့နော်ဥပမာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလူကြီးနေလားခင်တဲ့ကျွန်တော်နေလားခက်တွေကလည်းအများကြီးကွာခြားမှုရှိရပေါ့နော်ဥပမာဒီပြင်နာပဲထားပါတော့အဲ့အကြောင်းမလို့ဒီလူကြီးရဲ့အမြင်နဲ့ကျွန်တော်မြင်ခွဲခြားနေတဲ့ကြောင့်ရင်းခုန်နေရရင်လို့ပြောချင်ပါတယ်ကျွန်တော်ပြောနေတဲ့နောက်တစ်ချက်ကတော့ကျေးဇူးတင်စကားပြောပါဆိုတဲ့အကြောင်းအရာလေးပြောမှဖြစ်ပါတယ်ဘယ်လိုကျေးဇူးတင်စကားကိုပြောရမလဲဆိုတော့ဥပမာအိမ်ကအမေအဖေကမိသားစုတွေကတယောက်ယောက်ကကိုယ်ကိုလက်ဆောင်ပစ္စည်းဝယ်ပေးတာတို့ဒါမှမဟုတ်ကိုကြိုက်တဲ့ဟင်းလေးကိုချက်ပေးတာတို့ဘာလို့လဲပြအဲ့လိုမျိုးကိစ္စလေးရှိရပါတော့အဲ့လိုအခါမျိုးတွေမှာဆိုလို့ရှိရင်ကိုကကျေးဇူးတင်တယ်ဆိုတာကိုရေရဝန်းနဲ့ပြောရရမယ်ပေါ့နော်ရှက်နေတာတို့ကြောက်နေတာမျိုးမလုပ်ဘဲနဲ့ကျွန်တော်တို့ပြောရမယ်ဖြစ်ပါတယ်အဲ့လိုမျိုးပြောမှသာမိသားစုဝင်တွေကပျော်ရွှင်မှုခံစားမှာဖြစ်ပါတယ်သူတို့ဘက်ကနေပြီးတော့အချိန်ကုန်ခံပြီးတော့စေတနာပြည့်နဲ့လုပ်ပေးတာမလို့ကျွန်တော်တို့ကကျေးဇူးတင်တဲ့အကြောင်းပြောပြလိုက်ရှင်သူတို့ဘက်ကနေပြီးတော့ဝမ်းသာပျော်ရွှင်မှုကိုအပြည့်အဝရရှိမယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပြောချင်တဲ့နောက်တစ်ချက်ကတော့ကျမ်းမာရေးကိစ္စပါလူကြီးတွေရဲ့ကျမ်းမာရေးကိစ္စပေးပါလို့ပြောချင်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့လူကြီးမိဘတွေကအသက်ကြီးလာတဲ့မြအသက်ရွယ်ကြီးလာတဲ့မြပေါ့နော်ကျွန်တော်တို့ကျမ်းမာရေးရနေတိုင်းမကောင်းဖြစ်လာမယ်ယောဂတွေတစ်ခုပြီးတစ်ခုအမျိုးမျိုးဝင်လာတာရှိမယ်ပေါ့နော်အဲဒီဝင်လာယောဂကဥပမာစေတောက်ဝယောဂမျိုးတို့အဲ့လိုမျိုးယောဂဆိုလို့ရှိရင်လည်းစေတောက်ဖို့ကအမြဲတမ်းလူကြီးမိဘတွေမမေ့ဖို့အတွက်ကိုကသတိပေးရမယ်ပေါ့နော်အကယ်ဥမာမိဖို့ကြောင့်လည်းဝင်လို့ဥမာဗျာလက်ဓာတ်ရှာတာတို့ပါတော့အဲ့လိုမျိုးဖြစ်လို့ရှင်လည်းကျွန်တော်တို့ဒီဓာတ်တွေကတန်ကြီးတက်နေတဲ့ဓာတ်ဆိုလို့ရှိရင်မိခံပိုးတွေပဲဝင်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေကိုက view design နဲ့ကြည့်ရှုပြီးတော့လူကြီးမိဘတွေရဲ့ကျန်းမာရေးဝိဆိုင်ပြရမယ်ပေါ့နော်အဲ့ဒါကိုစေကံပြတဲ့ရင်လည်းပြရမယ်စေတောက်တဲ့ရင်လည်းတောက်ရမယ်ပေါ့နော်အဲ့လိုမျိုးဝိဆိုင်ပြရမှာဖြစ်ပါတယ်ကျွန်တော်ပြောချင်တဲ့နောက်တစ်ချက်ကတော့လူကြီးတွေရဲ့ယဉ်ကျေးမှုကိုကျွန်တော်လေးစားရမယ်ပေါ့နော်ယဉ်ကျေးမှုဆိုလို့ရှိရင်ဘယ်လိုအရာမျိုးလဲဆိုတော့ဝစားခြင်းရဲ့အပိုင်းမှာကျွန်တော်စပြီးပြောချင်ပါတယ်ကိုယ့်ရဲ့ဝစားခြင်းပုံကလူကြီးတွေရဲ့ငငယ်ကဝစားခြင်းပုံနဲ့အရင်ခစ်တွေကကွာခြားတာကြောင့်မလို့ဒီဝစားခြင်းပုံမှာလည်းတော်တော်လေးကိုကွာခြားသွားတယ်ပေါ့နော်အဲ့လိုခါမျိုးတွေမှာလူကြီးရဲ့မျိုးလုံးထဲမှာဒီကြည့်ရတာဗျာအမြင်မကြည့်တဲ့အခါမျိုးတွေလည်းရှိမှာပေါ့နော်အများကြီးကွာခြားသွားတဲ့အကြောင်းသူတို့ရဲ့အတွင်းမြင်နဲ့ကျွန်တော်တို့အတွင်းမြင်ကွာခြားနေတဲ့အတွက်ကြောင့်မလို့မျိုးလုံးထဲမှာဒီဝစားခြင်းပုံကြည့်မြရတာမျိုးပါလည်းဖြစ်နိုင်တယ်ပေါ့နော်အများကြီးမဟုတ်ရင်တော့တခါတလေမှာကျွန်တော်တို့လူကြီးပြောတဲ့ဝစားခြင်းပုံတိုင်းကိုဝတ်တင်တယ်ပေါ့နော်ကျွန်တော်နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ကျွန်တော်ချစ်ချင်းမြတ်တာကိုပြဖို့တက်ဖြစ်ပါတယ်ID set လေးကတော့ပို့ပြီးအရေးကြီးရပေါ့နော်မိသားစုဝင်နေနဲ့စုံတဲ့အခါမျိုးမှာTV လူကြီးရဲ့အခါမျိုးမှာဖြစ်ဖြစ်ထမင်းတူစားတဲ့အခါမျိုးမှာဖြစ်ဖြစ်ညအိတ်ခံဒီဝင်တဲ့အချိန်မှာနှုတ်ဆက်တာမျိုးဖြစ်ဖြစ်အဲ့လိုအချိန်ခါတွေမှာမိသားစုဝင်တွေကိုကျွန်တော်တို့ဘယ်လောက်ထိချစ်ကြအောင်အမေနဲ့ဖေဖြစ်ဖြစ်ဘယ်လောက်ထိချစ်ကြအောင်ကျွန်တော်တို့ပြောပြရမှာပဲမကြာခဏပြောပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောဖို့အတွက်လည်းရှက်ဖို့လည်းမလိုပါဘူးကြောက်ဖို့လည်းမလိုပါဘူးရဲဝံ့ပြောဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်တို့ဒီနေ့ပြောပြပေးရတဲ့အကြောင်းအရာလေးတွေကတော့ဒါကျွန်တော်တို့အိမ်မှာကျွန်တော်တို့ဆက်ကြောသက်လူငယ်တွေနဲ့လူကြီးမိဘတွေပေါ့နော်ကိုတွေအဖွားတွေနဲ့ဘယ်လိုအဆင်ပြေအောင်နေမလဲပြီးတော့မိသားစုဝင်တွေနဲ့ဘယ်လိုအဆင်ပြေအောင်တင့်မြအောင်နေကြမလဲတင့်အောင်နေကြမလဲဆိုတော့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုတင့်မြအောင်နေကြမလဲစတဲ့အကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့team ကနေပြီးတော့ထုံးလုပ်ထားတဲ့အချက်လေးတွေကိုကျွန်တော်ကနေပြီးတော့ focus လေးတစ်ခုအနေနဲ့ပြောပြသွားတာပဲဖြစ်ပါတယ်